ပြန်ကြတော့ဒီဘက်ကျွန်တော်လည်းကောင်းတယ်ညီစေကကိုနောင်ပြထားလည်းကောင်းတယ်ပြန်ကြခဏအားကောင်းရတော့ဗျာပြန်ကြစိုက်တယ်ကျွန်တော်ပြောချင်တာကကျွန်တော်တင်ပေးတဲ့ site ကတချမ်းနဲ့တင်ပေးထားခဲ့တာအမှန်ကအပြည့်စုံလားရှိတယ်ဒါတချမ်းနဲ့ချက်လိုက်အောင်ကဲအားလုံးတော့တတိချင်းကြီးကိုမောင်နှမများအားလုံးမင်္ဂလာပါဗျာကျွန်တော်တတိစီရမဟုတ်တော့ကျွန်တော်တောင်သူတူဒီ site ကိုကျွန်တော်တင်ပေးခဲ့ပါတယ်ကျွန်တော် line ပေါ်မှာတချို့တော့ဆရာတွေကမပြောတော့ပါဘူးဒီ3ညထိပ်ဇောင်းခါတာနဲ့အဲ့3ညထိပ်ကပြန်မကြခဲ့ဘူးနောက်နေ့မှာ3ညထိပ်လို့စကြတာနဲ့ကိုစကြကိုထိပ်ရဲ့အောက်မှာနောက်ပေါင်း9နဲ့အဲ့ကိုကငါးနောက်ပိတ်လို့ပိတ်တာနဲ့ငါးလို့စပိတ်တာနဲ့ပြန်ကြဆိုတာကျွန်တော်ဒါပဲပြောထားခဲ့တာဒီငါးတွေဒီနောက်ပေါင်း9တွေအကြောင်းတွေရှိတယ်အဲ့တိုင်းလိုက်ပြတယ်ဒီကနန်းကဒီပြန်ကြတယ်အဲ့9တွေအဲ့9ထိပ်ကလည်းအောက်က9ထိပ်အောက်မှာ3ညထိပ်ကြလို့အဲ့3ညကိုပိတ်တာဒါကြီးကျွန်တော်ပြ3ညလို့စပြီး9ထိပ်ကဘေးမှာဒါကြီးကျွန်တော်ပြသူ့အောက်မှာကျွန်တော်ပြန်ကြထိုးတာကစားခဲ့စီဒါကြီးလူတိုင်းသိတယ်နောက်နှစ်မှာ9-3လုံးထောင်တယ်9-3လုံးတက်တယ်အဲ့9-3လုံးစောင်းထိုးတာနဲ့9ထိပ်ကပြန်မကြခဲ့ဘူးအဲ့နှစ်မှာထပ်မကြခဲ့အဲ့နောက်နှစ်မှာ9ထိပ်လို့စထွက်တာနဲ့9ထိပ်ပြီးတော့10ထိပ်ရဲ့အောက်မှာနောက်ပေါင်း9နဲ့အဲ့နောက်ပေါင်း9ကအဲ့ကနန်းကနောက်9လို့စပိတ်တာနဲ့ပြန်ကြတယ်အဲ့9ကလည်းအကြောင်းရှိတယ်ဘယ်ကလာတာလဲဆိုတာရှိအဲ့နောက်ပေါင်း9ကလည်းရှိတယ်စိုက်ကတခုလဲ2မျိုးကို1မျိုးလဲကြတာတခုကိုကျွန်တော်တစ်ချမ်းအောင်ထားခဲ့တာတစ်ချမ်းပဲပြတာဒီမှာလိုင်းရလည်းမကောင်းတဲ့လူပါတော့ဗျာဒီမှာကိုလို့ဆောင်းနောက်နှစ်မှာထောက်တယ်အဲ့ကိုက9ထိပ်စီမကြခဲ့ဘူးဒါလူတိုင်းလိုင်းပေါ်မှာလည်းဟောနေပါတယ်9ထိပ်စီလို့ကြာရင်ဟို9 8 9ထိပ်စီအပေါ်936ရှိတယ်9ထိပ်စီအောက်မှာနောက်ပေါင်း9နဲ့ကြာတယ်အဲ့နောက်ပေါင်း9အဲ့ကနန်းစီ9လို့စပိတ်တာနဲ့ထိုးလို့ကျွန်တော်တခါလေးပြောထားခဲ့တာအဲ့9လည်းအကြောင်းရှိတယ်စပိတ်တဲ့ကနန်းကျွန်တော်နောက်တစ်ခုလာခဲ့မယ်အဲ့9ခုနေပြန်ကြဒီနေရာပေါ့ဗျာဒီယူဆတော့9ထိပ်လို့ကြားတဲ့ကနန်းနောက်ပေါင်း9နဲ့ကနန်းပြန်ကြဒါအယူဆတစ်မျိုးနောက်တစ်မျိုးက9နောက်ပိတ်3ချက်ကြပရိ9ပါဗျာဒါလူတိုင်းသိတယ်ဒီလူတိုင်းသိတာလေဒီ site ကြီးကဒါကျွန်တော်တိုင်းမလွန့်ခင်ကဓာတ်ပုံ site ကြီးနဲ့ဆွဲပြခဲ့တာအဲ့နောက်ပေါင်း9ရှေ့ပေါင်း6ပရိ9လို့ကြားအဲ့ထက်မှာအဲ့နှစ်မှာဒီ site ကြီးကကျွန်တော်ဓာတ်ပုံ site ဆွဲပြခဲ့တာကိုနှလုံးထောင်ကိုခါနှလုံးဆင်ပြီးပြန်ကြကနန်းဟိုကသူ့ဘဝ196ကပြန်ကြပြခဲ့တယ်အဲ့တစ်နှစ်ထဲမှာလဲကျွန်တော်အမြဲကြည့်တာဒီပရိ9ဒီဟာကြည့်နော်ကျွန်တော်ပြတာလဲသွားမယ်ကျွန်တော်တိတ်ကျွမ်းကျင်တာမဟုတ်ဒီပရိ9ရဲ့ပါဝါ4လို့ပိတ်တာကိုကြည့်တခုတစ်ချိန်နဲ့ရှိတဲ့တစ်နှစ်လုံးမှာအဲ့4လို့ပိတ်တာနဲ့အဲ့ပရိ9နှုတ်ကပရိ9 9ထိပ်စီအဲ့9အကြောင်းကိုလာမယ်ထားခဲ့တာဒီခွာကိုဒီ9အဲ့လိုထောက်ပြီးတော့မှဒီရှစ်တွေထောက်တယ်ဒီ9အဲ့မှာခွာ9လို့ထောက်ပြီးမှနောက်နှစ်မှာ9ထိပ်လို့ကြားတယ်စကြတယ်69ကတခါပြအမှတ်နော်69ကနဲ့စပါတယ်ဒီမှာ93ညခွန်အဲ့9ကဒီမှာ9နောက်ပိတ်ဒုတိယဒီနောက်တစ်နှစ်မှာ9နောက်ပိတ်ဆိုဒုတိယ9နောက်ပိတ်စကြရင်3ည9နဲ့ကြားတယ်3ည1 9သူကဒီနှစ်ကိုရှင်းလာတာအဲ့9တွေပြီးတော့နောက်ပေါင်း9လို့စကြတယ်ကနန်းဒီမှာအဲ့ကနန်းပြန်ကြတာအဲ့9ဖိတ်အောင်ပါပဲအတူတူပဲခုနအဆိုင်နဲ့ရှင်းလာပြီကျွန်တော်နောက်မှမရှင်းနောက်မှတစ်ခါတည်းထပ်ထွင်ပြမယ်ဒါပြီးတော့နောက်ထပ်ဒီပရိ9နောက်ပိတ်ဒီ50လမ်းနဲ့နောက်မှလာဒီ9နောက်ပိတ်အဲ့9မှာအဲ့နဲ့မှာကိုနှလုံးခါဆင်ပြီးတော့ပြန်ကြဆင့်တဲ့ကနန်းဒီအပေါ်ကပြန်ကြကနန်းဒီကနန်းကိုပြန်ကြခဲ့တာအဲ့တင်မှာလဲပထမတစ်ချိန်လဲတော့ဒီနောက်ပိတ်ကိုကြည့်ဒီနောက်ပိတ်ကိုကြာလဲအဲ့9ထိပ်စီနေပဲအဲ့ပရိ9ကြောင့်ခွာ9ကိုဒီနှလုံး9အဲ့3လုံးရှင်းလဲကြခဲ့တယ်အဲ့9ကနောက်နှစ်မှာ9ထိပ်စီလို့စကြခဲ့ရင်90ခွန်အတွင်းနဲ့ပဲဒီမှာ93ညခွန်မှာသူ့တပွင့်က9ခွန်9တပွင့်နောက်ပိတ်9ခွန်တော့
3ယောက်တပုံရောက်တော့9နဲ့ထွက်တယ်အဲ့ထွက်ပြီးတော့အဲ့နောက်အဲ့တက်ထဲမှာကိုလို့နော်ဒုတိယကြီးနောက်ပိတ်ခဲ့ရင်3ယောက်9အတွင်းနဲ့ပဲအဲ့ထက်မှာအဲ့နှစ်မှာလေသူကနောက်ပေါင်း9လို့စကြတာနဲ့နောက်ပေါင်း9လို့စကြတာနဲ့အဲ့ကနန်းဒီပြန်တော့အတူတူပဲတစ်ဆိုင်သေးငါနောက်ပဲအောင်ပါပဲအဲ့ငါကလာမယ်နောက်တစ်ခါပြမယ်ဒီနေပြီးတော့ဒီနှစ်အဲ့ကိုခွန်ကိုပရိငါးနှစ်မှာလဲကိုနှလုံးခါဆင်းတယ်ဆင်းခံနေကနန်းပြန်ကြအဲ့နဲ့တည်းမှာပဲသူကတစ်ချိန်တည်းတော့၄နောက်ဝင်ရှိဘူးအဲ့၄နောက်ပါလဲသူကငါးထိပ်စီးနေပဲခွာကိုဒီ3လုံးရှိနေပဲကြာခဲ့ကြာပြီးတော့နောက်တစ်နေ့မှာကိုလို့ထိပ်စီးခဲ့ရင်နောက်တစ်နေ့မှာကိုလို့ထိပ်စီးခဲ့ရင်ဟို69နဲ့ပဲအရင်ဆုံးကိုလို့ထိပ်စီးခဲ့ကိုတုံညာခွန်ကိုတပွင့်ကိုခွန်ရှိထွက်ခဲ့တယ်အဲ့ကိုကနောက်နှစ်မှာနောက်ပေါင်းကိုလို့အရင်ကြားခဲ့ရင်အဲ့ကိုက9လို့နောက်ပိတ်တာနဲ့အဲ့ကနန်းပြန်ကြဒါတစ်ဆိုင်တစ်ချမ်းနဲ့ကျလာမသိဘူး60လမ်းဒီမှာဒီပရိငါးနဲ့ကိုကနှလုံးစင်တယ်အဲ့နှစ်ထဲမှာကိုကနှလုံးစင်ခံဒီပြန်ကြစစ်ခံတဲ့ကတကိုကြောက်ဒီဘဝပြန်ကြဒီကနန်းပြန်ကြကြပြီးတော့ဒီနေ့တော့၄နောက်ပိတ်အဲ့နှစ်ထဲမှာ၄နောက်ပိတ်ကလည်း9ထိပ်စီခွာကိုဒီကိုသူကအဲ့လိုကစားပြီးမှနောက်နှစ်မှာ9ထိပ်စီလို့စကြ9ထိပ်စီလို့စကြရင်သူက69ကတ်နဲ့ဒီ9နောက်ပိတ်လို့နောက်ထပ်ဒီ9နောက်ပိတ်တစ်ချိန်နှစ်ချိန်ညကနဲ့လည်း39ကတ်နဲ့အဲ့လိုကစားပြီးမှနောက်နှစ်မှာနောက်လုံးပေါင်း9လို့ကြာရင်အဲ့နောက်လုံးကိုအကြခံတဲ့ကိုကပြန်ကြ9နောက်ပိတ်အောက်မှာပဲအတူတူပဲခုနတောင်းထိုးတဲ့ site နဲ့တချမ်းနဲ့ပြထားခဲ့ဒါဆိုဒီပရိနောက်ဒီမှာ9နောက်ပိတ်တဲ့ပရိငါအဲ့နှစ်မှာကိုခါနှလုံးဆင်းတယ်ကိုခါနှလုံးဆင်းတယ်ဆင့်ခံတဲ့ဒီကနန်းအပေါ်က39ခွန်ကပြန်ကြအဲ့ဒီမှာတစ်ချိန်တည်းတော့ကိုယ့်ရဲ့ပါဝါ၄နောက်ဘက်ကတစ်ချိန်တည်းရှိတယ်ဆင်းတယ်ပဲသူကပရိငါမလို့9ထိပ်စီးနေပဲဒီကိုဖြစ်တာနဲ့ဒီ3လုံးရှိတော့ဖြစ်တယ်ဖြစ်ပြီးတာနဲ့သူကဒါကြကျွန်တော်ဓာတ်ပုံစိုက်တွေတိုင်းမလုံးခင်တော့ဓာတ်ပုံစိုက်တွေတင်ခဲ့တဲ့ site တွေအဲလိုင်းပေါ်ပြန့်နှံ့သွားတယ်ဖြစ်ပြီးတော့နောက်နှစ်မှာနောက်ပေါင်း9လို့ကြာခဲ့ရင်အကြခံတဲ့ကနန်းပြန်ကြအဲ့ဆိုဒီပရိငါကိုနောက်ပိတ်လို့ကိုကနှလုံးစင်းတယ်ဒီ9တော့ပြန်ကြအဲ့ဒီမှာတစ်ချိန်တော့၄နောက်ပိတ်ဒီမှာအဲ့ပရိငါမလို့9ထိပ်စီးနဲ့ဒီနှလုံး9ဖြစ်တယ်ဖြစ်ပြီးတော့အဲ့9ဒီနောက်နှစ်မှာ9လို့ထိပ်စီးတာနဲ့9ခွန်ကတ်ပဲ9ခွန်ရှိအဲ့ဒီမှာနောက်နှစ်မှာ9လို့တစ်ချိန်ပိတ်နောက်နှစ်မှာ2ချိန်ပိတ်တာနဲ့အဲ့39ကတ်ရှိအတူတူပဲအဲ့ဒီတက်ထဲမှာနောက်ပေါင်း9လို့စကြတဲ့ကနန်းပြန်ကြဒီကြကြီးကျွန်တော်ပြတာနည်းနည်းတော့လဲသွားမယ်9ကြပြီးတော့အထောက်9ကဘာဖြစ်လို့တရားလာလဲဆိုတော့ဒီပရိငါဗျာဒီပရိငါအဲ့နှစ်ထဲမှာခုနကျွန်တော်ပြခဲ့တဲ့ဒီနောက်ပိတ်လို့မှတော့ဒီကိုဆိုအဲ့9ထိပ်စီအဲ့9ထိပ်စီကနောက်နှစ်မှာ9လို့စမြင်ခဲ့စပါတဲ့ခဏစမြင်ခဲ့တဲ့ခဏပြန်ကြတာပြန်ကြခဲ့တာကိုငါပြန်ကြအဲ့ပြန်ကြပြီလားအဲ့9ကနောက်တစ်နှစ်မှာ9လို့စပြီးပိတ်တာနဲ့သူ့အောက်မှာပြန်ကြဒီ9တန်တွေကအဲ့တော့ဒီတစ်နှစ်နောက်တစ်နှစ်9အဲ့နဲ့မှာ၄ပိတ်တဲ့9ကိုကြည့်လိုက်ဒီမှာအဲ့9ထိပ်စီးနေပဲဒီကိုလို့ဖြစ်ပြီးအဲ့9နောက်နှစ်မှာ9လို့စပေါ်တဲ့ခဏကိုကြည့်နောက်နှစ်မှာ9လို့စပေါ်တယ်9နောက်ပိတ်ဟိုစပေါ်တာအဲ့ဟုတ်လား9လို့စပေါ်အဲ့ကဏ္ဍပြန်ကြဒီမှာပြန်ကြကြတာအဲ့ကဏ္ဍ9ကနောက်နှစ်မှာ9လို့စပိတ်တာတဲ့
ငါလို့စပိတ်လိုက်တာနောက်ပိတ်စပိတ်လိုက်တာ ਨੇ လာကျွန်တော်လာစိုက်ကတစ်ခုတည်းသူ့အောက်မှာပြန်ကြအောင်လို့ဖြစ်ရတာဒါဆိုကျွန်တော်တို့ဒီငါတို့ကတစ်ခုတော့လေးနောက်ပိတ်မှာဒီကိုလို့ဖြစ်တယ်ဒီမှာငါနဲ့ပဲမူစင်နဲ့ဖြစ်သွားတာဟိုးလိုင်းရလဲကွာဇဲမှမကောင်းအဲ့ငါနောက်နှစ်မှာငါလို့စပေါ်တဲ့ခဏန်းကြီးอ่ะဒီမှာဒီကောင်စပေါ်တယ်အဲ့ကောင်ကပြန်ကြခဲ့တာ365အဲ့လိုပဲအဲ့နောက်တစ်နှစ်ကိုဆက်သွားတယ်အဲ့ငါလို့နောက်ရင်စပိတ်တာ ਨੇ အဲ့ငါအောက်မှာပြန်ကြဟိုစိုက်တော့ဟိုရအတူတူပဲဒီခါပြန်ကြည့်ပါဗျကျွန်တော်လိုင်းရလည်းမကောင်းပြန်ကြည့်တော့မကောင်းတော့ပြန်လှည့်ပေးပါအဲ့ကနန်းမှာတခုတည်းပြန်ကြတာအဲ့နောက်ပေါင်း9နဲ့ကနန်းဒါစိုက်ကအတူတူပဲကျွန်တော်လိုင်းရလည်းမကောင်းကြနောက်ပြန်ကြည့်ပြီးတော့မကောင်းရင်ပြန်လှည့်ပေးမယ်